ကြပြီးတော့သာသမေအလုဒါယကာမများအလုဒါယကာအလုဒါယကာမများကစုပေါင်းဆိုင်ရင်ကျင့်ပါတဲ့ဓမ္မတပင်ဖြစ်ပါတယ်ဒုဓမ္မတပင်ဝဲမှာဓမ္မလက်ဆောင်အနေနဲ့ဦးဇင်းတို့ကအမြတ်ဆုံးအမွေဆိုတဲ့တရားတော်ကိုအလုံးသောအလို့ရှင်အလို့ဓမ္မများနဲ့လည်းဘောအလုံးသောပရိသတ်တွေနာကြားကြရအောင်မှတ်သားကြရအောင်ကြည်ညိုကြရအောင်ဟောကြားပူဇော်ပေးပါအဲတော့တရားတော်ကိုမဟောကြားသေးခင်တရားပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနဲ့လည်းတော့ယရနာသုံးပါးကိုအလုံးသောဦးဇင်းတို့ပရိသတ်များကတန်မြိုင်ပူဇော်ကြဖို့အလုံးလိုက်ဆိုကြပါအဲတော့ဆိုတဲ့ချိန်မှာလည်းမြတ်စွာဘုရားကိုပူဇော်နေတဲ့တရားတော်ကိုပူဇော်နေတဲ့သံဃာတော်တွေကိုပူဇော်နေတယ်လို့စိတ်ထဲကနေကြည်နူးကြရမှာဝမ်းမြောက်ကြရမှာဖြစ်ပါတယ်။အဲအလုံးပဲတန်ပြန်လိုက်ဆိုကြဗုဒ္ဓဂုဏအနန္တအဟံဝန္ဒမိပါဗျာဓမ္မဂုဏအနန္တအဟံဝန္ဒမိပါဗျာသံဃာဂုဏအနန္တအဟံဝန္ဒမိပါဗျာဣတိတာဟုမြူမြမတေကင်းစင်တော်မူသောသုံးလောကထောတာရှင်တော်မြတ်ဖျားအားရှိခိုးပါ၏ဗျာလိုက်နာကျင့်သူညာဘုလူအားချမ်းသာရာစေမံကိုဘေးစွမ်းတော်မူတတ်သောတရားတော်မြတ်အားယုံတိလေးမြတ်ရှိခိုးတော်ပါ၏ဗျာဗုဒ္ဓဟောဖို့တရားတော်ကိုသင်ယူချက်မှာလိုက်နာတတ်၍တရားတော်သူသိရှိစေရန်သက္ကာဟောပြတတ်သောသံဃာတော်အရှင်သူမြတ်တို့အားယုတိတိမြတ်ရှိခိုးကြောပါ၏ဗျာအလုံးသာတို့ခေါ်ကဲနံပါတ်1ဥစွာပထမဘုရားတရားဒါနာကိုယုတိစွာရှိခိုးပူဇော်ကြပြီးတဲ့နောက်စကြဝဠာအနန္တမှာရှိကြတဲ့အနန္တတရားတွေကိုမေတ္တာဓာတ်တွေပို့လို့ကြရမှာဖြစ်ပါတယ်။ဒီနေ့ကဘာမှာရန်တော်မှုတွေနဲ့ပြည့်နေနေတဲ့ကဘာမှာရန်တွေငြိမ့်သွားဘလောဘုံဓမ္မှုတွေပြည့်နေတဲ့ကဘာမှာအချင်းချင်းလက်မြန်ပြီးတော့ချစ်တတ်တဲ့မျက်လုံးတွေနဲ့ကြည့်တတ်တာဘုရားမိတ္တန်ကြားမေတ္တာပွားကြရမှာဖြစ်ပါတယ်။အလုံးသောပရိသတ်များကမေတ္တာဘာဝနာပွားပြီးတာဖြစ်သွားအောင်
စီကံကုသိုလ်နဲ့ရတော့အာလုံးပဲစိတ်ထားမေတ္တာစိတ်တွေကမ္ဘာလောကကိုဖြန့်ကျက်ပို့ထားပြီးတော့အာလုံးပဲမြင်ရလိုက်ဆိုကြပါမေတ္တာပို့ကြနော်အာလုံးလိုက်ဆိုပါဗုဒ္ဓဟောပေါ်မြတ်တရားကိုနာကြားကြလေသူတော်စင်တွေဘေးဗျာတွေဝေကွာရှင်တို့ရာကျော်အသက်ရှိပါစေစီရိရွှေငွေရတနာတို့လိုယရနာမိုးလေးရွာပါစေဝိပဿနာကျင့်ကြံပွားလို့မေဉ္ဇဉ်တရားများတို့ပါစေကျမ်းမာကြပါစေချမ်းသာကြပါစေဝမ်းသာကြပါစေလက်ဖြာကြပါစေတို့ရန်ွက်မှာနေထိုင်ကြတဲ့လုံးစုံခတ်သိမ်းတော်ပင်တွေဘေးဗျာတွေဝေကွာရှင်တို့ရာကျော်တဲ့ရှိပါစေစီရိရွှေငွေရတနာတို့လိုယရနာမိုးလေးရွာပါစေဝိပဿနာကျင့်ကြံပွားလို့မဉ္ဇဉ်တရားတို့ပါစေကျမ်းမာကြပါစေချမ်းသာကြပါစေလက်ဖြာကြပါစေဝမ်းသာကြပါစေတို့တိုင်းပြည်မှာနေထိုင်ကြတယ်လုံးစုံခတ်သိမ်းတော်ဝါရီဘေးဗျာတွေဝေကွာရှင်တို့ရာကျော်တဲ့ရှိပါစေစီရိရွှေငွေကျက်တီတို့လိုယရနာမိုးလေးရွာပါစေဝိပဿနာကျင့်ကြံပွားလို့မဉ္ဇဉ်တရားတို့ပါစေကျမ်းမာကြပါစေချမ်းသာကြပါစေဝမ်းသာကြပါစေလက်ဖြာကြပါစေကမ္ဘာမြေမှာနေထိုင်ကြတဲ့လုံးစုံခတ်သိမ်းတော်ဝါရီဘေးဗျာတွေဝေကွာရှင်တို့ရာကျော်တဲ့ရှိပါစေစီရိရွှေငွေကျက်တီတို့လိုယရနာမိုးလေးရွာပါစေဝိပဿနာကျင့်ကြံပွားလို့မဉ္ဇဉ်တရားတို့ပါစေ
လမ်းပြကြပါစေစေတရားဝဒနာန္ဒ၌လုံးစုံခတ်သိမ်းတော်ဝါရီဘေးရန်တွေဝေကွာရှင်တို့ရာကျော်တဲ့ရှိပါစေစီရိရွှေငွေကျက်တည်းတို့လိုယရနာမိုးလေးရွာပါစေဝိကတနာကျင့်ကြံပွားလို့မဉ္ဇဉ်တရားတို့ပါစေကျမ်းမာကြပါစေချမ်းသာကြပါစေဝမ်းသာကြပါစေလမ်းပြကြပါစေပေးထားတဲ့တရားကောင်းတွေမှာပြိတ္တကြီးအမြတ်ဆုံးအမွေနော်ဗာများပါလေအမြတ်ဆုံးအမွေလောကမှာလူရည်လို့ဖြစ်လာပြီလူဖြစ်ဝိဖွာလာပြီဆိုတဲ့လူသားတိုင်းဟာအမွေတစ်ခုတော့ခြံထားရခဲ့ကြတယ်လောကအတွက်အမွေခြံထားခဲ့ကြတယ်အဲ့တော့မိမိခြံထားခဲ့တဲ့အမွေဟာကောင်းတဲ့အမွေလားဆိုးတဲ့အမွေလားကောင်းတဲ့အမွေဟာဘယ်လိုအရာတွေလဲဆိုးတဲ့အမွေဆိုတာဘယ်လိုအရာတွေလဲဆိုတာကိုဒီနေ့ညတရားတော်မှာသူတော်စင်များနာကြားကြရမှာဖြစ်ပါတယ်ဘယ်ဝတ္ထုကိုအခြေခံပြီးတော့သူတော်စင်များနာကြားကြရမှာလို့ဆိုတော့မြတ်စွာဘုရားရဲ့ညီတော်ရှိတဲ့နန္ဒမထေရကိုအကြောင်းပြုနောက်တစ်ခါမြတ်စွာဘုရားရဲ့သားတော်ဖြစ်တဲ့သာဝရာဟုလာကိုအကြောင်းပြုပြီးတော့ဟောထားတဲ့တရားဒေသနာတော်လေးကနေထုတ်လုပ်ပြီးတော့သူတော်စင်များဒီနေ့ညအကောင်းဆုံးအမွေဆိုတဲ့တရားတော်ကိုနာကြားကြရမှာဖြစ်ပါတယ်ဒီတရားတော်ကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသာဝတိပြေမောင်ဒေတော်အကြောင်းတော်မှာတရေသုံးနေတဲ့အခါဟောကြားခဲ့တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီတရားတော်ကိုမြတ်စွာဘုရားဟာသာဝတိပြေမောင်နေတဲ့အချိန်မှတစ်ချိန်ဟောကြားတယ်နောက်တစ်ခါမြတ်စွာဘုရားရှင်ရဲ့မွေးဖွားရာကပိလဝရွှေနန်းတော်မှာလည်းပဲဒီအကောင်းဆုံးအမွေတရားကိုဟောကြားထားတာဖြစ်ပါတယ်။အဲ့တော့ဥစ္စာပရမအနေနဲ့လူဘဝလူလောကရှင်သန်လာကြတဲ့ဦးဇင်းတို့တွေရောအခုတရားနာနေကြတဲ့ပရိသတ်တို့တွေရောမွေးဖွားခြင်းနဲ့တည်ဆုံခြင်းကြားထဲမှာရှင်သန်နေကြတဲ့အခိုက်အတန့်နောက်လာနောက်သားတွေအရာဒီတော်လူပေါင်းလုပ်တဲ့ပုဂ္ဂိုလ်ရဲ့မှာသာသမီရင်းမြစ်တွေအတွက်ဦးဇင်းတို့လိုသာသနာပေါ်မှာနေကြတဲ့ပုဂ္ဂိုလ်တွေဆိုရင်နောက်လာနောက်သားတတိသားတွေအတွက်အမွေတွေခြံထားကြတာဖြစ်ပါတယ်ကြံရစ်ကြတာဖြစ်ပါတယ်မှတ်တိုင်းတွေမှတ်ကြောက်တွေကြံရစ်ကြတာဖြစ်ပါတယ်လူတိုင်းဟာအဲ့လိုမှတ်ကြောက်တွေအမွေတွေမှတ်တမ်းတွေအတုပ္ပတိတွေကြံရစ်ကြတယ်အဲ့လိုကြံရစ်တဲ့အရာတွေဟာအကောင်းဆုံးသောအရာတွေဖြစ်ဖို့မလိုဘူးလားလိုတယ်အဲ့တော့ဒီတရားတော်မှာမြတ်စွာဘုရားကဘယ်လိုအရာတွေဟာအကောင်းဆုံးအမွေဖြစ်တယ်ဆိုတာကိုသူတော်စင်တို့မှတ်သားကြရအာရုံကြရအကြည့်ယူကြရမှာဖြစ်ပါတယ်
အဲ့တော့သူတော်စင်များလိုက်ဆိုကြည့်လိုက်မိမိတတ္တာပေးစရာဝေမာနှမျိုးရှိမိမိတတ္တာပေးစရာဝေမာနှမျိုးရှိမကောင်းဝေလားကောင်းဝေလားစဉ်းစားချင်းချင်းသည်မကောင်းဝေလားကောင်းဝေလားစဉ်းစားချင်းချင်းသည်မကောင်းအမွေပေးမိပေဘဝတွေဆင်းရဲ၏မကောင်းအမွေပေးမိပေဘဝတွေဆင်းရဲ၏ကောင်းမွေပေးမှာချမ်းသာရာငြိမ်းချမ်းလာပေ၏ကောင်းမွေပေးမှာချမ်းသာရာငြိမ်းချမ်းလာပေ၏အဲ့တော့တော်တော်တို့ရေမွေးပွားလာတဲ့ပုဂ္ဂိုလ်တိုင်းလူဖြစ်ကိုရှင်သန်ကြတဲ့ပုဂ္ဂိုလ်တိုင်းလူဘဝကိုရောက်လာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းတွေမှာအမွေတွေထားရကြတယ်ထားခဲ့ကြတယ်ကြံရကြတယ်အဲ့လိုအမွေတွေဟာတကယ်လို့မိမိကမိမိရဲ့သာသမီတွေမြေးတွေကိုမကောင်းတဲ့အမွေတွေများပေးမိရဲ့အဲ့ဒီမကောင်းတဲ့အမွေတွေကြောင့်ပြိတ္တရဲ့ဘဝတွေဆင်းရဲမှုတွေနဲ့ကြုံရမယ်မကောင်းမွေပေးပြီးရင်ဘာတွေနဲ့ကြုံဒီဘဝမှာလည်းဆင်းရဲမှုတွေကြုံနိုင်လို့တန္တရာမှာလည်းဆင်းရဲမှုတွေကြုံရမယ်အဲ့တော့မိမိချမ်းသာခဲ့တဲ့ဥစ္စာမိမိသားသမီးတွေအတွက်မကောင်းတဲ့အမွေမဖြစ်ဖို့တတိထားရမယ်ဆင်ခြင်ရမယ်မကောင်းတဲ့အမွေတွေကိုမထားမချမ်းသာမိအောင်မိဘဖြစ်တဲ့ပုဂ္ဂိုလ်များလူကြီးဖြစ်တဲ့ပုဂ္ဂိုလ်များကစဉ်းစားချင်းချင်းပြီးတော့ရှောင်ကျဉ်ကြရမှာဖြစ်ပါတယ်အဲ့တော့မကောင်းတဲ့အမွေတွေကိုမချမ်းသာမိအောင်မြတ်စွာဘုရားကဘာလို့တိုက်တွန်းလို့ဆိုရင်မကောင်းတဲ့အမွေကြောင့်မကောင်းတဲ့အမွေဆိုတာဒီဘဝမှာဒုစရိုက်မှုများစွာကိုကျွလွန်ခြင်းကြောင့်လောကကအပြည့်ပေးတဲ့လောကအပြည့်ကိုရရှိပြီးတော့ကိုယ်ဆင်းရဲစေဆင်းရဲနဲ့ရှင်သန်ကြရတယ်မိမိရဲ့မကောင်းတဲ့အမှုချင်းတွေသာသမီတွေကအကျိုးဖို့သွားဥပမာဆိုကြပါလို့အရေးပေါက်တဲ့အဖေ၎င်းအဖေရဲ့အမှုချင်းကိုကြည့်ပြီးတော့ဒါတရားကအရေးတော်ခြင်းမှုကိုလိုက်ပြုတယ်ဆိုကြပါလို့အဲ့ဒီအဖေရဲ့မကောင်းတဲ့အမွေကိုယူခြင်းကြောင့်သာသမီဟာသာဖြစ်တဲ့ပုဂ္ဂိုလ်ဟာယတမဖြစ်အဲ့ဒီယတမကိုကြောင်းပြုပြီးတော့ဒီဘဝမှာမိမဖြစ်တဲ့ပုဂ္ဂိုလ်တွေရောကျန်တဲ့အခြားသောသက်ဆိုင်တဲ့ပုဂ္ဂိုလ်တွေရောကိုဆင်းရဲစေဆင်းရဲဖြစ်ရဒါဒီဘဝမှာရတဲ့ဒုက္ခသာသနာ့ရောက်တော်လည်းရတောက်ခြင်းရဲ့အစိုးပြဟာယူနာခြင်းအစိုးပြကိုရရှိပြီးတော့ဘဝဟာဆင်းရဲတယ်ဒါကြောင့်ပြောပညာလွယ်ကူလို့မှတ်ထားရင်မကောင်းတဲ့အမွေဟာဆင်းရဲခြင်းကိုဖြစ်စေတယ်မကောင်းတဲ့အမွေဟာဘာဖြစ်စေလဲဆင်းရဲခြင်းကိုဖြစ်စေတယ်မကောင်းတဲ့အမွေမပေးမိအောင်မိဘများလူကြီးများရှောင်ကျဉ်ကြရနော်နောက်တစ်ခါကောင်းတဲ့အမွေဆိုတာဘယ်လိုမျိုးတော့ဒီနေ့လိုဒါအလို့ရှင်လူမများကိုယ့်ရဲ့သာသမီတွေကိုအကောင်းဆုံးသောအမွေပေးနေတယ်လို့နားလည်ကြရမှာဖြစ်ပါတယ်အကောင်းဆုံးသောအမွေမြတ်စွာဘုရားညွှန်ကြားတဲ့အကောင်းဆုံးအမွေကိုပေးနေတယ်
လူရှင်လူမများကနားလည်ကြတာအကောင်းဆုံးအမွေဆိုတာအမွေလက်ခံတဲ့ပုဂ္ဂိုလ်တွေဟာဒီဘဝမှာရောနောက်တစ်ခါသံဃာမှာရောချမ်းသာမှုတွေကျိုးပွားစေတယ်ဆိုရင်အဲ့အမွေမျိုးကိုအကောင်းဆုံးသောအမွေအမောမြတ်ဆုံးသောအမွေလို့ဆိုလိုရမှာဖြစ်ပါတယ်အဲ့တော့လောကလောကီမိဘများအနေနဲ့ဆိုရင်မိမိတို့တွေပိုင်ဆိုင်တဲ့အိတ်တာအိတ်ချမ်းရွှေငွေစည်းပင်ရတနာတွေမိမိတို့ရဲ့အာသမီတွေကိုပေးတယ်ဆိုရင်ဒါလောကအတွက်အကောင်းဆုံးအမွေလို့ပြောလို့ရတယ်နောက်တစ်ခါအဲ့ဒီကောင်းတဲ့လောကုတ္တရာအနေနဲ့ကြည့်ရင်ဒါနပြုတတ်အောင်သင်ပေးတယ်သီလဆောင်ပြီးတတ်အောင်သင်ပေးတယ်နောက်တစ်ခါသမထဘာဝနာပဲဖြစ်စေဝိပဿနာဘာဝနာပဲဖြစ်စေပွားများတတ်အောင်သင်ပေးတယ်ဆိုရင်ဒါကိုယ့်ရဲ့သာသမီတွေကိုယ့်ရဲ့မောင်နှမတွေကိုယ့်ရဲ့ညီကိုတွေကိုယ့်ရဲ့ညီတွေကိုအကောင်းဆုံးအမွေပေးနေတယ်အကောင်းဆုံးအမွေကိုရရှိခြင်းကြောင့်ဥပမာလေးနဲ့ဘုရားကျောင်းကံသွားတဲ့အဖေအမေကိုကြည့်ပြီးတော့သာပြတဲ့ပုဂ္ဂိုလ်ကဘုရားကျောင်းကံလိုက်တရားတွေနာလို့တရားတွေအားထုတ်လို့တရားတွေနဲ့နေတဲ့ဆိုရင်သူ့ကိုအကြောင်းပြုပြီးတော့သူ့ရဲ့ပါဝတိနာပုဂ္ဂိုလ်တွေမှာနေချမ်းမှုရကြတယ်နေချမ်းမှုရကြတယ်အဲ့တော့ဒီဘဝမှာသူ့ကိုကြည့်ပြီးတော့နေချမ်းမှုရတယ်လို့ပဲတမတော်မှာလည်းပဲသူ့ကိုအကြောင်းပြုပြီးတော့နေချမ်းမှုတွေရရှိနိုင်တယ်ဒါကောင်းမှုရဲ့အကျိုးဆက်ကောင်းမှုရဲ့အကျိုးတရားဖြစ်ပါတယ်အဲ့တော့ကောင်းလို့အမွေဆိုတာကိုမြတ်စွာဘုရားဘယ်လိုပေးလို့ဆိုတော့မြတ်စွာဘုရားရှင်ဘုရားဖြစ်ပြီးလို့ပြိတ္တတော်ဝါမြောက်တော်ဝါပြီးတဲ့အချိန်မှာကပိလကိုရွှေနန်းတော်ကိုကြွဖို့အကြောင်းခံလာပါတယ်အဲ့ဒီအချိန်ကာလမှာမြတ်စွာဘုရားရှင်ဟာဘာတည်းမှာတရားဓမ္မတွေဟောပြောပြီးတော့ယဟန်ပရိသတ်လူပရိသတ်ဘုရားဘာသာဝင်ကိုကြည်ညိုကြမဲ့ပုဂ္ဂိုလ်တွေကိုတရားဓမ္မဟောပြီးတော့နေတဲ့အချိန်ဖြစ်ပါတယ်အဲ့တော့မြတ်စွာဘုရားဖြစ်ပြီးတော့မြတ်စွာဘုရားရှင်ရဲ့တမီးတော်ဘုရားတော်ရဏကကြားတယ်ကြားတော့မြတ်စွာဘုရားကိုသူ့ရဲ့ပြည်တော်ကိုကြွားရဖို့အတွက်အမတ်ကြီးတွေကိုစေလွှတ်ပါအမတ်တယောက်ကိုတပည့်မောင်းပရိသတ်တွေတစ်ထောင်ခြံရံပြီးတော့လုပ်ပါတယ်အဲ့ဒီမြတ်စွာဘုရားရှင်တွေကိုဘုရားဖြင့်ကြွားကြတဲ့အမတ်တွေဟာမြတ်စွာဘုရားဒီကနေတရားနာပြီးတော့မတရားဘုရားတွေရပြီးတော့ယဟန်ပြုသွားကြတယ်ပထမတရားပို့လေယဟန်ပြုနောက်တစ်ခါဒုတိယတရားတတိယတရား9ယောက်ဒီပြိတ္တရဲ့မြတ်စွာဘုရားတွေကိုဘုရားပြပြလိုက်တဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားတရားတော်ကိုနာချမ်းပြီးတော့အကျိုးတရားရပြီးတော့ယဟန်ပြုသွားကြယဟန်ပြုသွားကြတော့သူတို့ရဲ့အရှင်သခင်ဘေးသူတော်ကလွတ်လိုက်တဲ့ဘုရားအကြောင်းအရာတွေကိုမေ့ထားပြီးတော့မြတ်စွာဘုရားဓမ္မမှာပဲခံစားပြီးတော့နေကြတယ်အဲ့တော့မြတ်စွာဘုရားကပိလဝရွှေနန်းတော်ကိုမကြွနိုင်ဘူးဒီတော့ဘေးတော်ရဏမြတ်စွာဘုရားရှင်ရဲ့ဘာပဲတော်လဲရှိတဲ့တရားအရာမှာစာယာမှာလည်းပဲအရဒမကျွမ်းကျင်တဲ့ကာလုရာယီအမတ်ကိုစေလွတ်ပါအမတ်ကြီးရှိကအမတ်တွေကိုစေလွတ်လိုက်တဲ့အခါမှာအဲ့ဒီအမတ်တွေဟာငါ့ကြီးကိုတရင်နဲ့မချဘူးလူလည်းပြန်မလာဘူးဘုရားလည်းကြွမလာဘူးပြီးတော့ငါ့ကြီးကိုဘယ်လိုအကြောင်းမျိုးနဲ့ပဲဖြစ်စေဘုရားကြီးကိုရောက်ပြီးရင်တော့ဖြင့်မြတ်စွာဘုရားကိုရောက်အောင်ပေးခဲ့ပါနော်ဒီလိုလေးမှာလိုက်မှာလိုက်တဲ့ဆိုရင်ပြိတ္တိကာလုရာယီအမတ်ကဝိမယတွေခြံရံပြီးတော့အ
ချမ်းရတထောင်နဲ့တော့သွားတယ်ရည်ကိုဘုရားပြဖို့သွားတယ်ရောက်တဲ့အချိန်မှာမြတ်စွာဘုရားကတရားဟောတော့သူလည်းဒီလိုရဟန္တာဖြစ်သွားတယ်ပေါ့ရဟန္တာဖြစ်ရင်ပြိတ္တရဲ့သူတို့လည်းဝတ်ထားတဲ့အဝတ်အစားနဲ့နေခွင့်မရကြတော့ဘူးချက်ချင်းပဲရဟန်းတို့ရဲ့အကျွမ်းကျင်ယူပြီးတော့သင်္ကန်းဝတ်ပြီးတော့နေကြတာအဲ့တော့ကာလုတ္တရာကြီးအမတ်ကလည်းဒီလိုပဲတရားနာပြီးတော့ရဟန္တာဖြစ်သွားတယ်ဒါပေမဲ့ရဟန္တာဖြစ်သွားပေမဲ့လို့ကာလုတ္တရာကြီးအမတ်ဟာသူ့ရဲ့ဘုရားရည်ရွယ်ချက်တောင်းကိုမပေါ်ရောပါဘူးမပေါ်ရောဘူးညတော်ဘုရားရှင်ကိုရောမြတ်ကိုဤတော်ဝင်ဖို့ခါဖွင့်တင်တိုင်းပဲရှောက်ပါလေအဲ့တော့တဘောင်းကရာသည်အမတန်မှဒါရတဲ့အချိန်ကဆောင်းဘုံဝေကုချိန်ကာလတဘောင်းကအဲ့လိုချိန်ကာမျိုးမှာရွေးပြီးတော့ကာလုတ္တရာကြီးမထေရမြတ်စွာဘုရားကိုရှောက်ပါတယ်အဲ့လိုရှောက်တော့ဆိုတော့ဂါထာပေါင်း64ဂါထာကြဗျာပုရိပေါင်းပြိတ္တရေဘလောက်တော့64ဘု64ဘုရွတ်ဆိုတီကုံဖွင့်လွှဲပြီးတော့ဘုရားရှင်ကိုရှောက်ပါတယ်အဲ့တော့ဘုရားရှင်ကိုအဲ့လိုဒီတော်ဝင်ဖို့ရှောက်တော့မြတ်စွာဘုရားကလက်ခံပါတယ်ဘုရားရှင်ရဲ့ကျွမ်းကျင်မှုကြောင့်ပြိတ္တရေလေခမြေတက်ဇံဝိတက်တို့တိရွေယောဤအိတ္တနိဝေဒိင်္ဂီတဝတ်ဖဲ့၍စေဆုံးချေသောဘုံတို့ရေကုန်မြိုင်တွင်တော်လုံးလင်းသာဒါရှင်ဥဒ္ဓမကျော်မြတ်စွာဘုရားရှင်ရဲ့ဒီတော်ဝင်ကားမှာကာလယမရေးစခဲ့တဲ့ဂါထာ64ကိုမြင်ညမ်းပြီးတော့တောရရဲ့ဘာယာကိုလမ်းတွေရဲ့ဘာယာကိုမိုးလေးတွေကတပေါင်းတစ်ပေါက်ကြားတော့တောလမ်းလေးတွေဟာအင်မတန်မှဘုံကြီးသိရေသဲနာလေးတွေနဲ့ဘာယာနေကိုတောရဲဘာကလေးတွေအစုံအစုံခုပွင့်နေပုံတွေကိုခြေတထားတာဖြစ်ပါတယ်လေကမြေသက်ဇာဝိတ္တတို့တိရွေယောဤအိတ္တနိဝေတိရွေကလေးတွေဟာရောရလေးတွေဟာကြွေချမ်းပြီးတော့ကိုယ်လေးတွေဟာအញ្ញံထွက်လာဒိဋ္ဌိတဝတ်ထည့်၍စေဆုံးချေသောဘုံတို့တော်လေးတွေတောင်လေးတွေလမ်းကလေးတွေဟာအင်မတန်မှပါရမည်ပဲအင်မတန်မှတက်ကြွတဲ့ပရိစရာတွေဟာရွှေစေးရည်ပကြီးတွေနဲ့ချေမွန်းထားတယ်လို့ပဲမြတ်စွာဘုရားကိုရှောက်တယ်ရေကုန်မြိုင်တွင်တော်လုံးလင်းသာတောရီမှာမိုးရေတုံးကလို့ချုံဖို့ပြီးထားလို့တောရီရဟိုကြည့်တယ်မမြင်ရဒီကြည့်တယ်မမြင်ရမဟုတ်ဘူးဒီရည်ဟာအကုန်လုံးရဟောင်းတွေချထားတာဖြစ်တဲ့အတွက်အားလုံးဟာလင်းပြီးတော့ထင်းပြီးတော့နေတယ်အင်မတန်မှသာယာတယ်အင်မတန်မှကိုသွားလို့လာလို့တင်တော်တယ်ဒီလိုဖွင့်လွှတ်ပြီးတော့ရှောက်တော့မြတ်စွာဘုရားကလက်ခံပါတယ်ဒီတော်ဝင်ကိုလက်ခံပြီးတော့ကဲဆုံးတတ်လိုက်တော့မြတ်စွာဘုရားကပိလဝရှင်နန်းတော်ကိုရောက်တယ်ပေါ့ဗျာရောက်တော့3ရက်မြောက်နေ့မှာမြတ်စွာဘုရားရှင်ကိုရောမြတ်နေတယ်ကွာတပိလဝရှင်နန်းတော်ကိုကြွလာပြိတ္တယဟန္တာပေါင်း2000ခြံရံပြီးတော့ကြွတယ်ယဟန္တာပေါင်းဘယ်လောက်ပါလဲ2000ပြိတ္တယစိတ်ထဲကမှန်းကြည့်ပေါ်များတန်ခါအပါ450တရားတန်းကြွလာဆိုရင်တော့မှကြည့်ရတဲ့ပုဂ္ဂိုလ်တွေမှာအင်မတန်မှကြည်နူးကြရတယ်အခုတော့မြတ်စွာဘုရားနဲ့တကွာယဟန္တာပေါင်းဘယ်လောက်ပါယဟန္တာပေါင်း2000နဲ့စိတ်ထဲကနေကြည်နူးကြည်ညိုကြည့်ပေါ့နော်အဲ့လိုယဟန္တာပေါင်း2000ခြံရံပြီးတော့ကပိလဝရှင်နန်းတော်ကိုကြွပြီးတော့
ကပိလဝိရှင်နန်းတော်ကိုရောက်ပြီးတော့ပြိဿရဲ့3ရက်မြောက်နေ့မှာမြတ်စွာဘုရားရှင်နဲ့အဖေတူအမေကွဲမင်းသားတစ်ပါးရှိတယ်ဒီနေ့ညရဲ့ဇာတ်လိုက်မင်းသားလေးပြိဿရဲ့နန္ဒမင်းသားမင်းသားလည်းပြောကြည့်နန္ဒမင်းသားအဲ့ဒီနန္ဒမင်းသားရဲ့နန္ဒမင်္ဂလာရဲ့အဘိဓိကမင်္ဂလာရဲ့မင်္ဂလာဆောင်ခြင်းဆိုတဲ့မင်္ဂလာရဲ့မင်္ဂလာ3ခုမြတ်စွာဘုရားရှင်ကပိလဝိရှင်ပြည့်တော်ကိုရောက်တဲ့3ရက်မြောက်နေ့မှာအဲ့ဒီမင်္ဂလာ3ခုကိုအကြောင်းပြပြီးတော့မြတ်စွာဘုရားရှင်နဲ့တကွာတန်ဃာတော်အသားကိုသွန်ဆက်ကယူရမှာအဲ့လိုသွန်ဆက်ကလူရန်ပြီးတဲ့အခါမှာသွန်ဆက်ကလူရန်ပြီးတဲ့အခါမှာမြတ်စွာဘုရားကသူရဲ့တပိတ်တော်ကိုခဏလေးကညီအရင်နဲ့အဲ့ဒီနန္ဒမင်းသားဆိုတာမြတ်စွာဘုရားရဲ့အဘိဓိအမေကွယ်ဖြစ်တဲ့အတွက်ညီတော်အရင်နဲ့မြတ်စွာဘုရားနဲ့ရုပ်ကလည်းအင်မတန်တူပါလေအသာရည်ရောအသာရည်ကြည်တဲ့ပုံလေးရုပ်စင်းလေးခံညာတည်ကြည်ပုံလေးအားလုံးဟာမြတ်စွာဘုရားနဲ့တပုံငယ်လို့တော့စာမှာဆိုပါတယ်အဲ့တော့အဲ့ဒီညီတော်လေးကိုညီတော်ကိုပေးပြီးတော့တပိတ်ပေးပြီးတော့မြတ်စွာဘုရားကကျောင်းတော်ကိုပြန်ကြွတယ် ပိဋကမင်္ဂလာအခါတော်နေ့မှာမြတ်စွာဘုရားကသူ့ရဲ့ညီတော်ကိုရှင်ပြုရန်ခံပေးဖို့အတွက်ကျောင်းတော်ကိုခေါ်ပါတယ်။ကျောင်းတော်ကိုခေါ်တော့နန္ဒမင်းသားလေးကမြတ်စွာဘုရားရှင်ကတပိတ်ခဏပဲပြေးလာပါနေပါလေ။နန်းတော်ထွက်ရင်တော့ယူတော့ပါရဲ့။အဲ့ဒါကမြတ်စွာဘုရားကနန်းတော်ကထွက်တော်လည်းမယူဘူးနိုင်ရင်ပြင်ရောက်ရင်တော့ယူတော့ပါရဲ့။နိုင်ရင်ရောက်တော့လည်းတပိတ်ပြန်မယူဘူး။အဲ့ဒီအချိန်မှာပဲနန်းတော်ထဲမှာနေကြတဲ့မောင်မမိတ်တန်တွေဟာပြိတ္တိနန္ဒမင်းသားလေးရဲ့ရှစ်သူနန္ဒမင်းသားလေးရဲ့အိန္ဒုတထသတိမယလောင်းနေရလေးကသနပရကလေးယာနီနာမည်ပြောကြည့်ပြိတ္တနာမည်ပါလေသနပရကလေးယာနီသနပရဆိုတာတိုင်းပြည်ဇနဘုတ်ကိုအတိတ်ထွက်ပါတယ်ကလေးယာနီဆိုတာအလှပဆုံးပုဂ္ဂိုလ်အဲ့ဒီကာမိလဝရွေပြည်တော်မှာကပိလဝနေပြည်တော်မှာဓနပရကလျာဏီဟာအလားဆုံးသောအမျိုးသမီးဖြစ်ပါတယ်။ဒါကြောင့်သူ့ကိုဓနပရကလျာဏီလို့နာမည်ကြောင်းတတ်တာဖြစ်ပါတယ်။အဲ့တော့နန္ဒမင်းသားလေးရဲ့ချစ်သူဟာမဏိလောင်းဟာသူကဗိဓိကံမှာဖြစ်တဲ့ဒီလျာလောင်းဟာဓနပရကလျာဏီမင်းသမီးလေးဖြစ်ပါတယ်။အဲ့တော့မြတ်စွာဘုရားကဒီနန္ဒမင်းသားကိုတပိတ်ပေးပြီးတော့တပိတ်ပိုက်ခိုင်းပြီးတော့ကျောင်းတော်ကိုခေါ်နေတဲ့အချိန်မှာအချမ်းချမ်းသောမောင်မမိတ်တန်တွေဟာဒီနန္ဒကလျာဏီမင်းသမီးလေးကိုတွားပြီးတော့ပြောတယ်ဘယ်သမီးတော်မိဖုရားဖေယာသမီးတော်လေးဖေယာမြတ်စွာဘုရားဟာနန္ဒမင်းသားကိုကျောင်းတော်ကိုခေါ်သွားပါတယ်ဗျာလိုက်ကြည့်ပါဦးဆိုတော့အဲ့ဒီအချိန်မှာသနပရကလျာဏီမင်းသမီးလေးကပြိတ္တိကောင်းလျှော်မင်္ဂလာကောင်းစေမင်္ဂလာပြုနေတဲ့အချိန်ကောင်းစေမင်္ဂလာပြုနေတဲ့အချိန်ရေချိုးလို့ကောင်းလျှော်လို့မပြီးသေးပဲအပြင်ဖားရရေဆက်တဲ့နဲ့ထွက်လာပြီးတော့နန္ဒမင်းသားလေးကိုပြောတယ်နှမ်းပြီးတော့ဟောတယ်ဒုဒံခောယံဥဒ္ဒအာကိစေယံတိအဲ့တော့ယင်းရင်ကိုမြတ်စွာဘုရားနောက်ကနေလိုက်သွားတဲ့နန္ဒမင်းသားနှမ်းပြီးတော့ပြောတယ်အရှင်သားမြတ်စွာဘုရားကျောင်းတော်မှာကြာကြီးလုပ်မနေနဲ့အမြန်ပြန်ခဲ့ပါကျောင်းရောက်လို့ဘ
ဘုရားကိုတပိတ်ပြီးရင်အမြန်ပြန်ခဲ့ပါဆိုတဲ့ကလုံးလေးနှံ့ပါပရိသတ်မြန်မာစာပေကြရာမှာလည်းရှိပါတယ်ဒီဘောဓိရွှေချောင်းဆိုတဲ့ကြရာလေးရှိဒီကြရာလေးကဒီနန္ဒမင်းသားနဲ့သူ့ရဲ့ချစ်သူသရဂကိုရီးယားဒီမင်းသမီးလေးကိုကြည့်ပြီးတော့သူတို့ရဲ့ဇာဝင်ကန်းကိုကြည့်ပြီးတော့ဆက်ထားခဲ့တာရှိပါတယ်သူတို့ရဲ့အလူဝဲတွေမှာမြန်မာတို့ရဲ့လူဝဲတွေမှာကျမ်းပြေကျမ်းထန်ရှိတဲ့တခြင်းတစ်ပုဒ်ကိုလည်းပြောလို့ရပါတယ်အရှိကိုရှောက်ပါလို့အနောက်ကိုလည်းမျောလိုက်ရင်အရှိကိုရှောက်ပါလို့အနောက်ကိုလည်းမျောလိုက်ရင်ဒီကောင်တိုင်းရွှေကုတ်ကားနဲ့ဘုရားလေးဘုရားလေးဘုရားကိုမြင်ဒါဒီကြရာလေးဟာဘောဓိရွှေချောင်းလို့ကြရာတက်ထားပါရှင်းစာတော်လေးစုဆောင်ခဲ့ကြတာဖြစ်ပါတယ်အဲ့တော့အရှိကိုရှောက်အနောက်ကိုမြင်ရောအရှိကိုကြည့်ကြည့်လိုက်တော့မြတ်စွာဘုရားနဲ့တန်ခါတော်လေးကိုမြင်ရမြတ်စွာဘုရားတရင်သုံးတဲ့နေရာတွေကိုမြင်ရနောက်ကိုလည်းကြည့်တော့ချစ်သူဒီရာဖြစ်တဲ့ချစ်သူကိုကြည့်ရဒီခြေလေးကိုပြိတ္တတော့ဆိုထားတဲ့ကြရာလေးဖြစ်တာမမလေးတို့ပြုတ်ရင်မမလေးတို့ပြုတ်ရင်အဝင်သာပေတော်ဘောဓိရွှေချောင်းအဲ့တော့ဘောဓိရွှေချောင်းလို့ဆိုတဲ့ကြရာလေးမမလေးတို့ပြုတ်ရင်ရှေးခေတ်ကမြန်မာတွေမှာပြိတ္တယဉ်ကျေးမှုရှိကြတယ်ယဉ်ကျေးမှုရှိကြတယ်ဘယ်လိုယဉ်ကျေးမှုတော့ဆိုတော့ရောသမီးလေးတွေဟာမိမိတို့ရဲ့ချစ်သူအဲ့လိုရှိကြတဲ့ချစ်သူတွေရဲ့ကိုယ့်ရဲ့ကြီးတဲ့ချစ်သူကိုဥယျာဉ်လို့ဒီလိုလေးလေးခေါ်ကြတယ်ကိုယ့်ရဲ့အသက်ကြီးတဲ့ပုဂ္ဂိုလ်ကကိုယ့်ရဲ့ချစ်သူဖြစ်နေရင်သူ့ကိုဘယ်လိုခေါ်လဲဥယျာဉ်နောက်တစ်ခါကိုယ့်ရဲ့အသက်ရွယ်သူကိုယ့်ရဲ့ကောင်းလေးကကိုယ့်ရဲ့အသက်ရွယ်သူဆိုရင်ကိုယ်ရင်လို့ဒီလိုခေါ်ကြတယ်နော်နောက်တစ်ခါကောင်းမလေးကကောင်းလေးတဲ့အသက်ကြီးပြီးတော့ကောင်းလေးကအသက်ငယ်နေရင်သူ့ကိုကျတော့မောင်ရင်လို့ဒီလိုခေါ်ကြတယ်နော်ဘယ်တဲ့ရင်သုံးရင်ဟုတ်တယ်နော်ကိုယ့်ရဲ့အသက်ကြီးတဲ့ချစ်သူကောင်းလေးကိုဥယျာဉ်ရွယ်လူဆိုရင်ကိုရင်ကိုယ့်ရဲ့ငယ်ရင်မောင်ရင်လို့ဒီလိုအမှန်တမ်းချစ်ပြန်ကောင်းတဲ့အသုံးအနှုန်းကိုပြိတ္တရမှတ်ထားဖို့မမလေးတို့ပြုဥယျာဉ်ဆိုတာမြမယဉ်ကျေးမှုမှာပြိတ္တရရှင်းကိကအရှင်ပြုကြတော့မယ်မောင်ရှင်တော်လုပ်ကြတော့မယ်ဆိုရင်အသက်15 16မှာပြိတ္တရမောင်ရှင်တော်ပြုကြတယ်ရှင်ပြုကြတယ်နော်15 16ရှင်ပြုတော့လူယုံမောင်ရွယ်ရောက်နေတဲ့ရှင်တော်မှာပြိတ္တရချစ်သူတွေဒီသားတွေရှိကြတယ်ပေါ့အဲ့ဒါသူ့ရဲ့ကောင်းလေးကနေပြီးတော့ဒီမောင်ရှင်တော်လုပ်တဲ့ပုဂ္ဂိုလ်ကိုမှားတဲ့အမှားစကားမျိုးပေါ့မမလေးတို့ပြုတ်ဥယျာဉ်အဝင်သာပေတော်ဘောဓိရွှေချောင်းဘောဓိရွှေချောင်းဆိုတာပြည့်တဲ့လက္ခဏိမြင်ရတဲ့ကျောင်းတော်ကြီးကိုမမြင်နဲ့အတိဉာဏ်တရားကိုပြည့်ပြီးတော့မြင်ပါမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဘောဓိသစ္စာတရားတွေကိုရောက်အောင်သွားမဲ့ပုဂ္ဂိုလ်လို့ဒီလိုပြည့်ပြီးတော့မြင်လိုက်ပါအဲ့တော့နန္ဒမင်းသားမြတ်စွာဘုရားနောက်ကနေတပိတ်လွယ်ပြီးတော့လိုက်တဲ့ဘုံကြီးကိုမြင်ပြီးတော့ဒီကြရာလေးစက္ခာဟံလို့တော့တွေးလို့ရပါတယ်အဲ့တော့မြမရဲ့ယဉ်ကျေးမှုမှာခဏလေးကပြောတဲ့ဥယျာဉ်တို့ကိုရင်တို့မောင်ရင်တို့သူတို့ရှင်ပြုတော့မယ်ဆိုရင်သူတို့ရဲ့အမေဖေကသူတို့ကိုမှားလေးရှိတယ်ဒါရဲ့
မေတို့ဘေတို့ဝေကြီးပုံကြခံပြီးတော့ရှင်ပြုပေးရမှာနော်ဒါဖြစ်တဲ့ပုဂ္ဂိုလ်ကဒါလေးကတရားအတွက်တော်တရားအတွက်တော်တန်ခါအတွက်တော်သုံးဝါလောက်တော့ရအောင်ဘာနော်လို့ဒီလိုမှာတတ်ကြတယ်နောက်တစ်ခါတချို့စာပေနဲ့ယဉ်ကျေးတဲ့မိစ္ဆာပြီးတော့များဆိုရင်မြတ်စွာဘုရားဟောတဲ့သုတ်တံဝိနည်းအဘိဓမ္မာသုံးဉာဏ်ကိုအခြေခံကြအောင်သင်နိုင်ဖို့သုံးဝါတော့ဥပ္ပါနောလို့ဒီလိုမှာတတ်ကြတယ်နော်အဲ့ဒါကြောင့်စာပေမှာသာပတွေမောင်မထံပါလို့လေသာပတွေမောင်ထံပါလို့ကျောင်းတော်ကိုလေလိုက်မဲ့ပြင်ကျောင်းတော်ကိုလေလိုက်မဲ့ပြင်အဲ့တော့စာပေကိုစာပတွေဆိုတာရှင်းတော့ကတော့ဒီပေနာလေးကိုတွေကျုပ်ကလေးမှာထည့်ပြီးတော့ရေဝထမ်းပြီးတော့ဘုန်းကြီးကျောင်းကိုသွားကြရတဲ့ယဉ်ကျေးမှုပေါ့ဗျာအဲ့တော့စာပတွေထမ်းပြီးတော့သွားကြတယ်အဲ့တော့အဲ့လိုထမ်းပြီးတော့သွားတဲ့ချစ်သူရှင်လောင်းကိုသူ့ရဲ့ချစ်သူကောင်မလေးကလန့်ပြီးတော့မှားတဲ့တရားပေါ့တရားကဘယ်စာကိုဘယ်နဝမောင်တင်လို့ရောဟောဘယ်စာကိုဘယ်နဝကြောင်းမောင်တင်လို့ရောဟောမလေးကိုတန်ချုံတော့ရောခဲ့ပါဦးဒါမြမရင်ချင်းကဒီကြံလေးတချင်းဖြစ်တဲ့ဥပ္ပိကတော့ကြောင်းသွားလို့ပေါ့လေရှင်းကိကတော့ဒါတရားနေနဲ့ဒီ